ဒုတိယတတိယတစ်ချိန်နှစ်ချိန်သုံးချိန်မြောက်အောင်တရားယရနာတရားယရနာသံဃာယရနာယရနာမြတ်သုံးပါးကိုလူသည်လေးမြတ်လက်စုံမူ၍စိဖို့ပူသောဘုရောမန်လျှော့ကြောပါ၏ရှိရာရောရသောကျူဝါရောက်အပေလေးပါးကတ်သုံးပါးယတိရှိပါးယံမျိုးပါးဝိပတိတရားလေးပါးယတနာတရား၅ပါးတို့မှာအခါခတ်သိကင်းလွတ်ရည်ကြီး၍မေတ္တရားဘုရားနေရန်ချမ်းသာတရားတော်မြတ်ကိုရပါလို့ရှိရာဖယားယရနာတရားယရနာသံဃာယရနာဟုဆိုအပ်သောယရနာမြတ်သုံးပါးအပေါင်းတို့အားယိုသိမြတ်နို့လက်စုံမူ၍ရှိခိုးပူဇော်ဖူးမြော်မှန်လျှော့ကြောကြရသောပူဇဝန္တတက္ကိစ္စဂါရဝကုသိုလ်ကံစေတနာယနေ့ကာလတိုင်အောင်မိမိတို့အများပေါင်းစု၍ပြုလုပ်အားထုတ်အပ်သောအမျိုးမျိုးသောဒါနသီလဘာဝနာကုသိုလ်ကံစေတနာအပေါင်းတို့ကြောင့်၎င်းအလုံးသောသူတော်ကောင်းအပေါင်းတို့သည်ဤနေ့ဤရက်ဤချိန်ခါမှစ၍ဘေးခတ်သိမ်းရန်ခတ်သိမ်းအန္တရာယ်ခတ်သိမ်းဆိုးရင်ခတ်သိမ်းပူလောင်ခတ်သိမ်းဗျာပါဒခတ်သိမ်းကင်းငြိမ်ကြကုန်ပြီလျင်မိမိတို့အလိုရှိအပ်တောင်းတအပ်သောကောင်းကျိုးချမ်းသာကျက်တည်မင်္ဂလာအဖျားပြားတို့နှင့်အခါခတ်သိမ်းပြည့်စုံနိုင်ကြကုန်ပြီလျင်ဒုက္ခခတ်သိမ်းချုပ်ငြိမ်းရာမှန်မျက်နိဗ္ဗာန်သို့လျင်မြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်သူတော်ကောင်းများဖြစ်ကြပါစေအဟံဗန္တေပိတရဏေနတဟနဝင်္ဂတံပဏံကတံဥပောတထသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တေဒုတိယံပိအဟံဗန္တေပိတရဏေနတဟနဝင်္ဂတံပဏံကတံဥပောတထသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တေတတိယံပိအဟံဗန္တေပိတရဏေနတဟနဝင်္ဂတံပဏံကတံဥပောတထသီလံဓမ္မယာစာမိအနုဂဟံကတဝါသီလံဒေထမေဗန္တေသုံးပါးအစုံမြတ်တရဏဂုံနှင့်အင်္ဂါကိုးတံသီလမံကိုချမ်းသာစေကြောင်းရှိမြောက်အားဖြင့်မေတ္တာရှိထဒေသနာတော်မူပါအရှင်မြတ်ဖရာယမဟံဝဒာမေတံဝဒေထနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝတ္တောအရဟတောသမ္မာအနန္တဂုံထင်မြတ်ဘုံရှင်ကိုရိုသေမြတ်နို့လက်စုံမိုးရှိခိုးပါ၏ရှင်ဘုရား
ဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဘုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိဒုတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိဒုတိယံပိဓမ္မံတရဏံဂစ္ဆာမိဒုတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိတတိယံပိဗုဒ္ဓံတရဏံဂစ္ဆာမိတတိယံပိဓမ္မံတရဏံဂစ္ဆာမိတတိယံပိသံဃံတရဏံဂစ္ဆာမိဗုဒ္ဓဂုံဤစိတ်မာတိယုံကြည်စိကပ္ပါဤဖယာဓမ္မဂုံဤစိတ်မာတိယုံကြည်စိကပ္ပါဤဖယာသံဃဂုံဤစိတ်မာတိယုံကြည်စိကပ္ပါဤဖယာဣတရဏဓမ္မနံပရိဘုံနံဘာနာတိဘာဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိသူအသက်လဲမတတ်ဖဲသိက္ခာမြဲစွာကျင့်ပါမည်အဒိဏဒါနာဝိရမဏိသိက္ခာပဒံသမာဓိယာမိသူဥစ္စာလဲမခိုးပဲသိက္ခာမြဲစွာကျင့်ပါမည်အဗျမ္မစရိယာဝိရမဏိသိက္ခာပဒံသမာဓိယာမိမေထုံအကျင့်လဲမမီဝဲပဲသိက္ခာမြဲစွာကျင့်ပါမည်မုသာဝါဒဝိရမဏိသိက္ခာပဒံသမာဓိယာမိဒိညာ၍လဲမပြောပဲသိက္ခာမြဲစွာကျင့်ပါမည်သုရမေရယမိစ္ဆပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိသေအရက်လဲမတောက်သုံးပဲသိက္ခာမြဲစွာကျင့်ပါမည်ဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိနေလွယ်စာလဲမစားပဲသိက္ခာမြဲစွာကျင့်ပါမည်နိစ္စဂီတဝါဒိတဝိတုကဒတနာမာလာကန္ဓာဝိလေပနဓာရဏမန္ဒနာဝိဘုဒနာဌာနာဝိရမဏိသိက္ခာပဒံသမာဓိယာမိတိဆိုကခုံဂီတဆုံနှင့်နန္တာဆုံစွာအဖျားပြာကိုသာယာစိတ်ဆွဲမခံစားပဲသိက္ခာမြဲစွာကျင့်ပါမည်ဥစ္စာတယေနမဟာတယေနဝိရမဏိသိက္ခာပဒံသမာဓိယာမိမ
မြင့်မြတ်နေရာနူးညံ့ရာလဲမနေထိုင်ပဲသိက္ခာမြဲစွာကျင့်ပါမည်မေတ္တာသဟဂတေနစေတသာတဗ္ဗပါဏဗုဒေတုပရိတဝါဝိဟာရန္တံယထာဗလံသမာဓိယာမိမေတ္တာသဟဂတေနမေတ္တာနှင့်ရှင်သောစေတသာစိတ်ဖြင့်သဗ္ဗပါဏဗုဒေတုအလုံးစုံသောတတ္တဝါတို့အပေါ်၌ပရိတဝါပွားများ၍ဝိဟာရန္တံနေထိုင်ခြင်းကိုယထာဗလံစွမ်းနိုင်သမျှသမာဓိယာမိကျင့်သုံးသောက်တည်ပါ၏ဣဒံမေပုံညံနိဗ္ဗာနတ္တပစ္စယောဟောတုတပိတော်ဤကောင်းမှုသည်မဉ္ဇဉ်ဖို့ဉ္ဇဉ်နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ကောင်းသည်ကောင်းစွာမသွေဖြစ်ပါစေတည်းဣမာနိတိတရဏိနသဟနဝင်္ဂတမ္ပနံကတံဥပောတထသီလံသာဓုကံကတဝါဓမ္မံအပမဒေနသံပါဒေထာဘေးရန်ကင်းကွာဘေးရန်ကင်းကွာကျမ်းမာချမ်းသာပြည့်စုံကြပါစေသစ္စာတရားမြတ်တရားကိုသိမြင်နိုင်စွမ်းရှိကြပါစေသာသာဓုသာဓုသာဓု